ဟိုးရှိရှိတုန်းကတာယာလှပတဲ့တောင်ကြားလေးတစ်ခုထဲမှာဘွန်းလို့ခေါ်တဲ့တစ်ပင်ကြီးတစ်ပင်ရှိပါတယ်။ဘွန်းဟာအရွက်တရအမြဲစိမ့်လန်းနေပြီးသူ့ရဲ့စိတ်နှလုံးကလည်းအယမ်းကိုနူးညံ့သိမ်မွေ့ပါတယ်။သူဟာတောင်ကြားထဲမှာရှိတဲ့တရက်ရှန်လေးတွေနဲ့လူသားတွေကိုကူညီပေးရတာကိုအယမ်းပျော်တဲ့တစ်ပင်ကြီးတစ်ပင်ပေါ့။တနေ့မှာတော့ဂျက်နဲ့သူ့ရဲ့တငယ်ချင်းရှင်ကလေးပစ်ပန်တူဟာတောအုပ်ထဲမှာလမ်းလျှောက်လာကြပါတယ်။အဲဒီနေ့မှာနေရောင်ကြီးကအယမ်းပြင်းပြီးပူအိုက်နေတဲ့အထက်ဂျက်နဲ့ပစ်ပန်တို့ဟာအယမ်းကိုပင်ပန်းနေကြပါတယ်။ပစ်ပန်ငါတို့နားဖို့အရေးကောင်းကောင်းလေးရှာရအောင်လို့ဂျက်ကမောမောနဲ့ပြောလိုက်ပါတယ်။ဘွန်းကဂျက်နဲ့ပစ်ပန်တို့ပင်ပန်းနေတာကိုမြင်တဲ့အခါသူ့ရဲ့ကြီးမားတဲ့တစ်ခွိုင်းကြီးတွေကိုအောက်ကိုနှိမ်ချပြလိုက်ပါတယ်။ဂျက်ကဘွန်းရဲ့အေးမြတဲ့အရေးရောက်ကိုရောက်သွားတဲ့အခါချက်ချင်းနဲ့လန်းဆန်းသွားပါတယ်။အိုးဒီတစ်ပင်ကြီးရဲ့အရေးကတကယ်ကိုအေးချမ်းတာပဲလို့ဂျက်ကကြီးစုတင်စွာနဲ့ရေရွတ်လိုက်ပါတယ်။ဂျက်ကအရေးရပြီးနားနေပေမဲ့ဖစ်ပန်ကတော့ဗိုက်စာလုံးလို့ဗိုက်လေးကိုပုတ်နေပါတယ်။အဲ့ဒါကိုတီးတဲ့ဘုန်းကသူ့ရဲ့ကြိုက်ဖျားမှာတီးနေတဲ့နီရဲပြီးချူမီနဲ့အသီးလေးတွေကိုလှုပ်ညမ်းပြီးပစ်ပန်ဟဲရှိကိုကြွေကြအောင်လုပ်ပေးလိုက်ပါတယ်။ပစ်ပန်ကတော့အန်အုံးဝမ်တာစွာနဲ့အသီးလေးတွေကိုကောက်စားပါတော့တယ်။ဂျက်နဲ့ပစ်ပန်တို့ဟာဘုန်းပေးရဲ့အရေးနဲ့အသီးလေးတွေကြောင့်အားရင်ဒီပြန်ပြေးလာပါတယ်။ဂျက်ကပစ်ပန်ကိုအသီးတစ်ဝက်ခွဲကျွင်းရင်ဒီတစ်ပင်ကြီးကငါတို့ကိုအယမ်းကူညီတာပဲနော်တငယ်ချင်းလို့ပြောလိုက်ပါတယ်။သူတို့နှစ်ယောက်ဟာတစ်ပင်ကြီးအောက်မှာပျော်ရွှင်စွာနဲ့စကားတွေပြောနေကြတာပေါ့။ရုတ်တရက်ဆိုသလိုကောင်းကင်ကြီးမှောင်လာပြီးမိုးတွေတီးထန်စွာရွာချပါတော့တယ်။ဂျက်ကစိုးရိမ်တကြီးနဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါဘွန်းကသူ့ရဲ့ထူထဲတဲ့အရွက်ကြီးတွေကိုထီးတလတ်လိုဂျက်ရဲ့အပေါ်မှာစူးစီးပေးလိုက်ပါတယ်။ဂျက်ဟာမိုးရေတစ်စက်မှမစိုးသေးလုံလုံချုံချုံရှိနေခဲ့ပါတယ်။မိုးရွာနေတော့ပစ်ပန်ကအေးလွန်းလို့တုံရင်းနေပါတယ်။အဲ့လာကိုဘွန်းကမြင်တဲ့အခါသူ့ရဲ့ပင်စီမှာရှိတဲ့နှွေးထွေးရည်တစ်ခေါင်းလေးတွေကိုဝင်းနားဖို့အချက်ပြလိုက်ပါတယ်။ပစ်ပန်ဟာတစ်ခေါင်းလေးထဲမှာအေးအေးဆက်ဆက်နဲ့နှွေးနှွေးထွေးထွေးခိုလုံခွင့်ရသွားပါတော့တယ်။မိုးတိတ်သွားတဲ့အခါဂျက်နဲ့ပစ်ပန်တို့ဟာတစ်ပင်ကြီးကိုကျေးဇူးလွန်းလို့ဘလို့ပြောရမှမသိအောင်ဖြစ်နေကြပါတယ်။ဂျက်ကအဘိုးတစ်ပင်ကြီးရဲ့အဘိုးကကျွန်တော်တို့ကိုအများကြီးပေးဆက်ခဲ့တာပဲ။အဘိုးမပင်ပန်းဘူးလားလို့မေးလိုက်ပါတယ်။ဘွန်းကလေတိုးတန်လိုတာယာတဲ့အတန်နဲ့ပြန်ပြောလိုက်ပါတယ်။မြေးလီတို့ရဲ့အဘိုးကသူတစ်ပါးကိုပေးဆက်လေလေအဘိုးရဲ့နှလုံးသားထဲမှာပို့ပြီးပျော်ရွှင်ထားလေပါတယ်။သူတစ်ပါးပျော်ရွှင်တာကိုမြင်ရတာကအဘိုးအတွက်အကြီးမားဆုံးဆုလာဘတ်ပဲပေါ့လို့ဆိုပါတယ်။ဂျက်ကအဘိုးကပင်ကြီးရဲ့စကားကြောင့်အယမ်းကိုစိတ်လှုပ်ရှားသွားပါတယ်။ဂျက်နဲ့ပစ်ပန်တူဟာအိမ်ပြန်လန်းမှာဘွန်းစီကနေရလာတဲ့ပျော်ရွှင်မှုတွေကိုအတူယူဆောင်သွားကြပါတယ်။အခုဆိုရင်သူတို့ဟာလည်းတခြားသူတွေကိုကူညီပေးဆက်ခြင်းကတကယ့်ပျော်ရွှင်မှုအစစ်ရှင်မှာကိုနားလေသွားကြပါပြီ။တောင်ကြားလေးထဲမှာတော့ဘွန်းဆိုတဲ့တစ်ပင်ကြီးဟာပေးဆက်ခြင်းရဲ့အလင်းရောင်ဒီနဲ့အမြဲတမ်းတောက်ပနေပါတော့လေ။